ခိုင်ဆိုမနက်ကိုလေမုတ်တီနဲ့ပဲစားပါတယ်ကျွန်တော်တို့ဒီမှာမနက်ဆိုရင်မုတ်တီစားကြတယ်ပေါ့မနက်စားဆိုမုတ်တီစားကြတယ်ဟာဘူးပြီးရင်မုတ်တီရင်မရှိတဲ့အချိန်လေးဆိုလို့ရှိရင်ဒီလိုမျိုးအစိမ့်တုပ်လေးတုပ်စားတာနော်ငါပြီးပြီးအစိမ့်မျိုးဒီအစိမ့်ဘိုင်းမနာကိုကြက်တုပ်စင်းနဲ့ကောင်းထည့်တယ်တန်မြာကြီးအဲ့လိုမျိုးတုပ်စားကြမနက်ဆိုလို့ရှိရင်လေဒီနေ့ကတုပ်စားရေးနဲ့ဗီဒီယိုလေးရိုက်ဖြစ်တာပေါ့နော်မနက်ခင်းကဒီလိုမျိုးလေးစားလိုက်ရတယ်ဆိုလို့ရှိရင်အားရင်အပြည့်ပဲကိုယ်စိတ်ထဲမှာအဲ့လိုတင်တာပေါ့နော်စိမ့်စားငပိကိုဒီနေ့အစိမ့်စားလို့ရတယ်နော်ဘာမှမဖြစ်ဘူးဘိုင်းမနာအောင်တော့ကျမတို့ကစက်တုပ်ဖြူနဲ့ငရုတ်ကောင်းများများထည့်တယ်တမယာတီးလေးညငရုတ်ကောင်းတဲ့ဖြူတော့ရလို့ရှယ်စားကောင်းတာတခါကျတော့from တော့လို့ခေါ်မှာနော် from တော့နည်းနည်းလေးထည့်ရင်ပုံမှန်ရပါနည်းနည်းပဲမရှိဘူးတမန်ကနေတုတ်စားမှုလို့ပါပြန်စားကောင်းတယ်ငပိအစိမ့်လေးနဲ့ပြတော့ပါနော်ဒီငပိအချိုဆိုစားတအားလိုက်ရတယ်နောက်ပါချင်းညံ့ဆက်ငယ်ပြားရင်မသုံးပါဘူး